client ကကြတော့သူမျှော်မှန်းထားတဲ့ expectation နဲ့မကိုက်တာတို့အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ရဲလင်းနိုင်ပါဒီနေ့ပြောပြပေးသွားမှာကကြတော့ logo ဆွဲ brand identity ဆွဲတဲ့ designer တွေအနေနဲ့ client က logo လာရတဲ့အချိန်မှာဘယ်လိုမေးခွန်းမျိုးတွေကိုမေးတင်လဲဆိုတဲ့ဥစ္စာမျိုးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် logo အပ်မဲ့ client တွေ customer တွေအနေနဲ့ဒီလုပ်ငန်းရှင်တွေအနေနဲ့ပေါ့နော် logo မအပ်ခင်မှာမိမိလုပ်ငန်းအကြောင်းကို designer ကိုပြောပြတဲ့အချိန်မှာဘယ်အချက်တွေကိုထည့်သွင်းပြောပြတင်လဲဆိုတဲ့ဥစ္စာကိုပြောပြပေးသွားမှာပါအလုပ်ရှင်ကအလုပ်လာပြီပေါ့နော်အဲဒါ construction အတွက် logo ဆွဲပြီးမယ်နာမည်ကပါနာမည်ကထားပါတော့ Can Construction အပြာရောင်လေးသုံးခြင်းနဲ့ target audience ကဘယ်လိုချင်တဲ့ဥစ္စာ luxury ပုံစံမျိုးလေး premium ပုံစံမျိုးလေးနဲ့ဆိုပြီး client ကပြောကြတယ်ပြောတဲ့အချိန်ကျရင် logo နေဒီဆွဲမဲ့ designer တွေနဲ့လည်း okay ဆိုပြီးဆွဲပေးလိုက်တယ်ကိုကဆွဲပေးလိုက်တဲ့အချိန်မှာ client ကကြတော့သူမျှော်မှန်းထားတဲ့ expectation နဲ့မကိုက်တာတို့ဒီမကြိုက်တာတို့ဖြစ်နေတယ်ပေါ့နော်အဲ့ချိန်ကျရင်ဒီ brief ပေးရသူလိုတာလားဒီဆွဲပေးတဲ့ brand identity designer ကလိုအပ်ချက်ရှိရလားဆိုတဲ့ဥစ္စာပေါ်မှာမေးခွန်းတွေဖြစ်เสียရှိတယ် designer ကလည်းကိုဒီ client ပြောတဲ့အတိုင်းဆွဲပေးရပဲ client ကလည်းသူလိုချင်တဲ့အတိုင်းပြောတာပဲဒါပေမဲ့ထပ်တူကြမနေဘူးပေါ့နော်အဲ့ချိန်ကျရင်ကျွန်တော်ဆိုရင်ကျွန်တော် client တွေကကျွန်တော်ကိုဒီ logo design brand identity design လာတဲ့ချိန်ကျွန်တော်ကမေးခွန်းလေးတက်တက်စီထားတယ်အဲ့ဒါဘာတွေပါလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ဒီ company ရဲ့နာမည်ကပါလဲပြောပြီးဆိုရင်ဘယ်သူတွေကို target ထားမှာလဲ brand positioning ကပါလဲကိုယ့်ရဲ့ audience ကဘယ် level မှာရှိရလဲအသက်အရွယ်ဘယ်လောက်လဲဥပမာကိုကဒီ middle class လားဒီ high class premium ဦးတည်ရလားပြောရပြီဆိုရင်ဘာလုပ်ငန်းလုပ်တာလဲဘယ်လို industry ကိုသွားတာလဲဥပမာကားလုပ်ငန်းလုပ်တယ်လို့ပြောလိုက်ပြီဆိုရင်ကားရောင်းဝယ်လုပ်တာလားကားပြင်တာလားကိုကတိတိကျကျတည်ထားဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့ကကြတော့ကျွန်တော်တို့ဒီ target audience ပေါ့နော်အသက်အရွယ်20ကနေ21ဒီဒါမှ20ကနေ60 target ထားတယ်ပေါ့အဲ့လို target ထားတဲ့အချိန်ကျရင်ယောက်ျားလေးလား main ကလေးလားဘယ်နေမှာဖွင့်မှာလဲရန်ကုန်မှာလုပ်မှာလားဒီ overseas မှာလုပ်မှာလားအဲ့ client ကကိုCan Construction ဆိုတဲ့နာမည်နဲ့လာအပ်တဲ့အချိန်ကျရင်လည်းဒီနာမည်မှာဒီမြန်မာနိုင်ငံမှာ register တင်ထားတဲ့ဒီလုပ်ငန်းတူတွေရှိလားဆိုပြီးတော့ကူပြီးတော့စစ်ပေးတယ်ပေါ့နော်ကျွန်တော်တို့ဓာတ်ကာမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ register တင်ထားတဲ့ company တွေကိုကြည့်လို့ရတယ်အဲ့ချိန်ကျရင်ကိုယ်နဲ့လုပ်ငန်းတူနဲ့ပဲသူတွေရှိလားဆိုပြီးတော့တခါတည်းရှိခဲ့ရဆိုလဲ client ကိုကြိုပြီးတော့တတိပေးလို့ရတယ်ပေါ့အဲ့လိုဟာမျိုးတွေထိလုပ်ပေးတယ်ကာလာမှာဆိုလဲ client ကကြတော့ဥပမာဘယ်အရောင်လေးကြိုက်တယ်ဥပမာအစိမ်းရောင်လေးကြိုက်တယ်အစိမ်းရောင်ဆိုရင် client ရဲ့ industry နဲ့ live ဖက်ရလားသူ့ရဲ့ competitor တွေကတော့ဘာတွေသုံးနေလဲ competitor တွေရောဘယ်အရောင်တွေလုပ်နေလဲဘယ်အရောင်တွေကိုသုံးနေလဲဘာတွေလုပ်နေလဲသူတို့ရဲ့ design တွေကဘယ်လိုပုံစံမျိုးသွားနေလဲဆိုတဲ့ဥစ္စာကို detail analyze လုပ်ကြတယ်ပေါ့နော်လုပ်ပြီးတော့မှမြန်မာနိုင်ငံမှာဆွဲမယ်ဆိုလဲမြန်မာနိုင်ငံမှာသူနဲ့လုပ်ငန်းတူတွေကတော့ဘယ်လို color တွေသုံးထားတယ်ဘယ်လို position မျိုးနဲ့ဘယ်လိုမျိုး visual design တွေသွားနေရဆိုတော့ဒီ research လုပ်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ brand ကိုဘယ်လိုမျိုးဖြစ်တင်တယ်အဲ့ချိန်ကျရင်ကျွန်တော်တို့က logo option တွေဆွဲပေးခင်ကျရင် client ကြိုက်တဲ့ဥစ္စာ option တက်တစ်ခုပြီးသွားပြီဆိုရင်ကိုယ့်အနေနဲ့ဖြစ်တင်တယ်ပို့ပြီးတော့ဒီလုပ်တင်တယ်ဆိုတဲ့အရာကိုတစ်ခုလုပ်ပြရတယ်တခါလေကျရင် client တွေကဒီပုံစံမျိုးလေးပဲကြိုက်တာဒီတိုင်းလေးပဲလုပ်ချင်တာဆိုပြီးတော့ဒီတိုင်းတူအောင်ဆွဲ